ကူကာဒီမှာကျွန်တော်အစော်ကင်းနဲ့ထောက်ကူပြပါမယ်နောက်ကိုဘူဂါရီးယားကျွန်တော်ကတော့တန်လေးဘလိုလေးဆော့ပြမယ်ဆိုတော့ရှင်တို့စောက်ကြည့်လိုက်တော့ဝယ်စားလာကျွန်တော်ပဲအရင်ဘက်စေပါနာသွေးနဲ့ပြေးချင်တာလေကျွန်တော်ကတော့အစော်ကင်းနဲ့ထောက်ကူပြလိုက်ပါတော့အရင်ဘက်လီလာမှာသွေးနဲ့ဆိုကျွန်မအဲ့ဒီလေးခင်းပြီးတော့သူ့စကေးတူနဲ့ပြစ်တာမလေးဟတ်ဒါမှမဟုတ်ကျွန်တော် flame shot ထပ်ပစ်ပြလိုက်ပါတော့စိတ်တော့မကောင်းဟာလာဘူးစားတဲ့ကြည့်ပါအောင်သွေးနဲ့လည်းမလီဘတ်သွားစားနေတယ်ကျွန်မချောင်းနဲ့ကျွန်မအဲ့ဒါစကေးဝိုင်းတော့ချလိုက်တာတော့ဘောလူရောရပါလားစေပါနာသွေးနဲ့ပြေးချင်တာကျွန်မအဲ့ဒီလေးခင်းမစကေးတူနဲ့ပြစ်လိုက်တာသူကရှောင်းချင်တာလေဒါမဲ့လွဲဘူးလေဟာလာဘူးစားမသူ့သွေးနဲ့ကျွန်မလိုက်တတ်ချင်တာလေကျွန်မအဲ့ဒီလေးခင်းမသူ့စကေးတူနဲ့ပြစ်တာတော့လွဲသွားဒါမဲ့ကျွန်မ flame shot ထပ်ပစ်ပြလိုက်ပါတော့ဟာလာဘူးစားမမကျင်တော့မသိကျွန်မဒီအဲ့ဒီနဲ့လာပိုင်းတာကျွန်မရန်တန်းပန်းတန်းပြစ်လိုက်တာကွတ်တီတော့မလဲမေးပလိုက်ကြပါအောင်အနီဘက်ဂျွန်ဆန်ကာမောင်ပြေးချင်တာလေကျွန်မစကေးတူနဲ့ပြစ်တာမလို့အဲ့သွေးနဲ့ရှိကျွန်မ flame shot နဲ့ထပ်ပစ်တယ်ကျွန်မရှိဓာတ်ရိုက်မှာတော့ကျွန်မစကေးဝမ်းချလိုက်တာပေါ့နော်အဲ့လောက်တက်နေတာကိုဘက်ကိုတာဝါထဲမှာအေးဆွေးနေဟာလာဘူးစားအနောင်းနေဝင်လာရင်ကျွန်မအောင်ပိုင်းသွားတာလေမေးပလိုက်ကြပါအောင်အကောက်မှာရန်တက်နေတာဒီမှာဆိုစေးပန်းနာလိုက်တက်လို့ဆိုပြေးပါတယ်ကျွန်မဟာလာဘူးစားအရှိတက်ဝင်လာရင်ကျွန်မအဲ့ဒီနဲ့ပိုင်းသွားတာလေ oh my god ဒီမှာကြည့်လိုက်ကျွန်မတပွဲတော့အသက်သက်လိုက်တက်နေတာဟာလာဘူးစားကျွန်မလေသူ့ရဲ့ base လေကျွန်မည one hit တော့ပြပြတာ oh my god ကောင်းလိုက်တဲ့ damage လေအနီဘက်ဂျူဆန် holy crystal ၄လုံးနဲ့ oh my god oh my god ၄လုံးမဟုတ်တော့ဟေး၅လုံးဖြစ်သွားပြီတဲ့ oh my god holy crystal ၅လုံးနဲ့ဂျွန်ဆန်ကျွန်မလာတိုက်တာတော့ကျွန်မအလှကြီးရှောင်ပြလိုက်တာပေါ့နော်စိတ်တော့မကောင်းဘူးဘယ်အောင်မလဲကျွန်မရှောင်တက်လို့ဆိုကျွန်မအရန်တော့နေထင်တာကောင်းမဘယ်အောင်မလဲတော့ကျွန်မတို့တာဝါယူတော့တိုက်လိုက်တာလေမိပလိုက်ကြပါနောက်ကျွန်မကိုရိတ်ချာလေးတင်ရပဲရှောင်းသွားဖြစ်ပါလေပေါ့နော်ကျွန်တော်ဂိမ်းမေးကြိုင်းကျွန်တော် live follow နဲ့ကိုရင်ပြတ်ကြမှာခင်ဗျာအားလုံးပဲတတာအပါ